ပြည်ရင်းစစ်ထဲဒုံဆိုင်ဆင်းလာတဲ့တစ္ဆာပန်းနေအချင်းနဲ့စစ်ကိုတွဲပြီးကြီးတတ်တဲ့ကောင်တွေဟာပြည်ရင်းစစ်ထဲဒုံဆိုင်ဆင်းလာကြပေါ်တဲ့တစ်ခွက်မှာပြီးရေနွေးချမ်းတွေတအိုးပြီးတအိုးတောင်းတတ်တဲ့လူငယ်တွေဖတ်ဘူးသမျှကြပြာတွေနဲ့အချစ်အကြောင်းဘဝအကြောင်းတဘာဝတရားအကြောင်းကိုလေ့လာကြည့်တတ်တဲ့လူငယ်တွေညနဲ့ရင်အဆောင်ရှိမှာပလက်ဖောင်းရှိုးကိုအတန်ပြပြနဲ့ကျင်းပတတ်တဲ့လူငယ်တွေဒီလိုတစ္ဆာပန်းတွေဟာပြည်ရင်းစစ်တဲ့ဒုံဆိုင်ဆင်းလာကြမနေ့တိုင်းစုံတတ်တဲ့လူပိဆိုင်နေတစ္ဆာပန်းတွေမပွင့်တော့ဘူးညနေတိုင်းစုံတတ်တဲ့ဘုံဆိုင်မှာတစ္ဆာပန်းတွေမပွင့်တော့ဘူးအစိတ်အတောက်တွေအပြည့်နဲ့မြို့ပြမှာတစ္ဆာပန်းတွေမပွင့်တော့ဘူးလူငယ်ဘဝတက်တန်းတွေဟာတိတ်ပျော်ဖို့ကောင်းတာပေါ့ကိုလူအိမ်မယ်စားမယ်လိန်ဆက်ဆံမယ်လောကကြီးကိုလွတ်လွတ်လပ်လပ်ရှုမြင်ပြီးပိတ်ထားတဲ့တကားတွေကိုဝုန်းတိုင်းတွန်းဖွင့်မယ်ဂျက်စကီတာကိုခံစားရင်ကနဝေမမကိုမြည်ဆန်းမယ်ခင်ခင်ပြိုကိုစောင့်စားမယ်ညီမလေးမမမြင့်ကိုတို့ထိမယ်ဒီလိုပျော်ပျော်ရွှင်ရွှင်သစ္စာပန်းနေဟာအခုတော့ပြည်ရင်းစစ်တဲ့ဒုံဆိုင်ပြေးဝင်လာရအချို့တွေကြွေကြအချို့တွေမြေခအချို့တွေကလည်းတောကတွေကိုဝင်မြလို့မီးတောင်ပြင်းနေသွားပွင့်နေကြရတယ်သွေးစွန်းသွားတဲ့တစ္ဆာပန်းတွေကြားတယ်တေမင်းဟာလူငယ်တက်တန်းတွေကိုစားသုံးနေတဲ့အခါတစ္ဆာပန်းတွေဟာကို့အလောင်းကိုထမ်းရင်လွတ်မြောက်ရာလမ်းကိုရှာနေရကြေစရာအယိုးတွေကုံတော့သားတိတ်သွားတဲ့အမေတွေနဲ့အမေတီသွားတဲ့သားတွေဟာဒီတိုင်းပြည်ကိုညှိကြည်တွေနဲ့ထောက်ကန်ထားကြအရေးရတဲ့ဘဝတွေရဲ့မတေကြတဲ့အဖြေတွေကိုပိုက်ရင်ပြည်ရင်းစစ်ကြီးတဲ့ဒုံဆိုင်ဆင်းလာကြတဲ့တစ္ဆာပန်းတွေကိုရင်ဘက်မှာဟောင်းလောင်းပေါက်တွေအပြည့်နဲ့ငါရှာတွေ့တယ်ချောသွင်း